ဘီလီယံနာ CEO တယောက်ဟာမိသားစုရဲ့အိမ်အောင်ပြုဖို့အတင်းအကျပ်ဖိအားပေးခြင်းကိုအလို့လဲခံနေရပါတယ်။ဒါကြောင့်စိတ်ပန်းဖြေဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ပြည်ပခရီးစဉ်တစ်ခုထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့ညီဖြစ်သူမှာတော့တစ်ခုတည်းသောရည်မှန်းချက်ရှိနေပါတယ်။အဲ့ဒါကတော့မိသားစုရဲ့အမွေအနှစ်အားလုံးကိုတင်ပိုက်ဖို့ပါပဲ။ CEO ရဲ့အစီအစဉ်ကိုတည်သွားတဲ့အခါညီဖြစ်သူဟာလေယာဉ်ပေါ်မှာဘုံတစ်လုံးကိုတိတ်တဆိတ်ထောင်ထားခဲ့ပါတယ်။ CEO လေယာဉ်စတင်ပြန်တန်းတာနဲ့ညီဖြစ်သူက remote ကိုနှိပ်လိုက်ပါတော့တယ်။နောက်တစ်စက္ကန့်မှာတင်လေယာဉ်ဟာဝေဟင်ထက်မှာတင်ပောက်ကွဲသွားပါတော့တယ်။ညီဖြစ်သူကတော့စိတ်မရှိပါနဲ့အကိုကြီးဟာအကိုကြီးကိုသာအပြတ်မရှင်းရင်ကျွန်တော်ကအကိုကြီးရဲ့အရေးအောက်မှာပဲတစ်သက်လုံးနေသွားရမှာလို့တောင်ပြုံးပြုံးပြီးပြောလိုက်ပါတယ်။အခုတော့သူဟာမိသားစုစီစဉ်ရဲ့တူးလေးသောအမွေခံလို့ကိုသတ်မှတ်လိုက်ပါပြီ။ဒါပေမဲ့သူမသိလိုက်တဲ့အချက်ကတော့ CEO ဟာတကယ်တမ်းမှာအသက်ရှင်ကျန်ရစ်ခဲ့တာပါပဲ။ဒါပေမဲ့ပောက်ကွဲမှုကြောင့်သူဟာမှတ်ဉာဏ်တွေပျောက်ဆုံးသွားပြီးလမ်းဘေးမှာလေလွင့်နေတဲ့သူတောင်းစားတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။သူဟာစုပ်ပြတ်တက်နေတဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားပြီးအမိုက်ပုံးတွေထဲကနေအစားတောက်ရှားစားနေရတယ်လို့အစားအစာအတွက်လမ်းဘေးကွေးကြီးတစ်ကောင်နဲ့တောင်လူရက်နေရပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာလှပတဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံမိပါတယ်။သူတို့နှစ်ယောက်မျက်လုံးချင်းစုံလိုက်တဲ့ခဏမှာပဲထူးဆန်းတဲ့ခံစားချက်တစ်ခုရိုက်ခတ်သွားပါတယ်။ CEO ဟာသူနဲ့မရင်းနှီးတဲ့ဆွဲဆောင်မှုတစ်ခုကိုခံစားလိုက်ရပြီးမိန်းကလေးကလည်းသူ့ရဲ့နှက်ဆိုင်တဲ့အကြည့်တွေကြောင့်မြင့်တက်သွားခဲ့ပါတယ်။ဒါကြောင့်သူဟာတာမန်သူတောင်းစားတစ်ယောက်မဟုတ်ဘူးဆိုတာကိုသူမချက်ချင်းသိလိုက်ပါတယ်။သူမကဒီဘက်ခေတ်မှာတောင်းစားတွေရှိနေသေးတယ်ဆိုတာငါမသိခဲ့ဘူးလို့ပြုံးဆဆနဲ့ပြောလိုက်ပါတယ်။ပြီးနောက်သူ့ရဲ့နာမည်နဲ့နေရာလိပ်စာကိုမေးပေမဲ့ CEO ကတော့ဝေခွဲမရဖြစ်နေပြီးခေါင်းကိုပဲခါပြနေခဲ့ပါတယ်။ဒါနဲ့သူမကသူ့အုံနောက်ကလုံးဝဗလာဖြစ်နေတာပဲ။ထားပါတော့လေ။ငါပဲသူ့ကိုကူညီလိုက်မယ်လို့တွေးလိုက်ပါတယ်။နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတာကိုမစင်စားတော့ပဲသူ့ကိုအိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့သူမကိုယ်တိုင်လည်းပြဿနာတွေနဲ့ရင်ဆိုင်နေရတာပါ။သူမရဲ့မိဘတွေကသူမကိုမောက်မာတဲ့တတိသားတစ်ယောက်နဲ့လက်ထပ်ဖို့အတင်းကျပ်ခိုင်းစေနေပါတယ်။ဒါကြောင့်တကယ်တမ်းတောင်းစားမဟုတ်နိုင်တဲ့ဒီလူဟာသူမကိုကူညီနိုင်လိမ့်မယ်လို့သူမတွေးတောလိုက်ပါတော့တယ်